အခုတော့အတောင်ပံပါတဲ့မကောင်းဆိုးဝါးတစ်ကောင်ဟာသူ့ရှိကလူတစ်ယောက်စီကိုတိုက်ခိုက်ဖို့ခုံဝင်လာနေတယ်။အဲ့ဒီလူကတော့သူ့လက်ထဲကတတဝါကိုချစ်ခင်စွာကြည့်နေတဲ့မျက်လုံးတွေနဲ့ပြန်ကြည့်နေခဲ့တယ်။နောက်ဆုံးမှာတော့တနာစိတ်ကသူ့စိတ်ကိုအပြေအဝထိန်းချုပ်သွားခဲ့တယ်။အဲ့ဒီလူနာမည်ကဂျက်။သူနဲ့သူ့ဇနီးလော်နာတို့ဟာသိပ္ပံပညာရှင်တွေဖြစ်တယ်။အနာဂတ်ကမ္ဘာတစ်ခုမှာလူသားတွေဟာမျိုးပွားနိုင်စွမ်းပျောက်ဆုံးသွားခဲ့ကြတယ်။ဒီပြဿနာကိုဖြေရှင်းဖို့ဂျက်နဲ့လော်နာတို့ကအဆက်မပြတ်သူတည်တနာလုပ်နေခဲ့ကြတယ်။ဖန်ကာထဲကမကောင်းဆိုးဝါးကတော့သူတို့ရဲ့သူတည်တနာရလက်ပဲဖြစ်တယ်။အဲ့ဒါကမကောင်းဆိုးဝါးကလေးတစ်ကောင်မူလကသူတို့ဟာဒီတီထွင်မှုကိုလူတွေရှိမှပြသဖို့စီစဉ်ထားခဲ့ကြတယ်။ဒါပေမဲ့စံတက်ပြသနေစဉ်မှာတတဝါကမတည်ငြိမ်တော့ပဲပါဇက်ထဲကဓာတ်သွားလိုထက်မြက်တဲ့ဆူတွေထွက်လာခဲ့တယ်။ဒီမြင်ကွင်းကြောင့်အဲ့ဒီနေရာမှာကြည့်ရှုနေတဲ့ခေါင်းဆောင်တွေအရန်ကြောက်လန့်သွားခဲ့ကြတယ်။သူတို့အားလုံးအသက်လူပြေးထွက်သွားခဲ့ကြတယ်။အဲ့ဒီနောက်သူတို့ရဲ့အထက်လူကြီးကဒီစံတက်မှုကိုချက်ချင်းရပ်တန့်မှုတင်းကျပ်စွာအမိန့်ပေးခဲ့တယ်။ဒါပေမဲ့ဂျက်နဲ့လော်နာတို့ကသူတို့ဘဝတစ်လျှောက်စူးစမ်းဖန်တီးခဲ့တဲ့အရာကိုမဖျက်ဆီးနိုင်ခဲ့ကြဘူး။ဒါကြောင့်လှုပ်ဝက်စွာနဲ့ပဲမကောင်းဆိုးဝါးကိုဆက်လက်မွေးမြူနေခဲ့ကြတယ်။လူသားရဲ့ဂျင်းတွေကိုမကောင်းဆိုးဝါးရဲ့ခန္ဓာကိုယ်ထဲထည့်သွင်းပြီးနောက်အဲ့ဒီတတဝါရဲ့ဖွံ့ဖြိုးမှုကအမခံမြန်ဆန်လာခဲ့တယ်။ကိုခန္ဓာကပိုကြီးလာရုံမကလောနက်ရဲ့တေချာခရူးဆိုင်မှုကြောင့်အလုံးမြင့်မားတဲ့ဉာဏ်ရည်ပါရရှိလာခဲ့တယ်။တဖြည်းဖြည်းနဲ့တတဝါဟာလူသားလိုစိတ်ခံစားချက်တွေပါဖွံ့ဖြိုးလာခဲ့တယ်။မှန်တဲ့ကိုကြည့်တက်လာတယ်လို့လူတွေပြောတာကိုလည်းနားလည်လာခဲ့တယ်။တတဝါရဲ့ပျောက်ဆုံးသွားတဲ့ကလေးဘဝကိုဖြည့်ဆည်းပေးခြင်းတဲ့ဝန်လက်ကကြောင်တကောင်ကိုလက်ဆောင်ဖြစ်ဝယ်ပေးခဲ့တယ်။ဒါပေမဲ့မကောင်းဆိုးဝါးကကြောင်ကိုစက္ကန့်အနည်းငယ်ပဲကြည့်ပြီးအမီးကစူးချွန်တွေကချက်ချင်းထိုးတက်လိုက်ပါတော့တယ်ဒီအဖြစ်ကြောင့်ဝုန်းနာအရန်ဒေါသထွက်သွားပြီးမကောင်းဆိုးဝါးကိုမျက်နှာပေါ်တင်းတင်းရိုက်ပစ်လိုက်တယ်တဘာဝအတိုင်းပဲမကောင်းဆိုးဝါးလည်းဒေါသထွက်သွားခဲ့တယ်ဒေါသအရှိန်နဲ့ဝုန်းနာကိုမြေပြင်ပေါ်ဖိချလိုက်ပြီးအနေရရှိတဲ့အမီးကသူ့မမျက်နှာနာ1 စင်တီမီတာလောက်မှပဲရပ်နေခဲ့တယ်ကံကောင်းစွာနဲ့မကောင်းဆိုးဝါးကသူမကိုတကယ်မထိခိုက်စေခဲ့ဘူးအဲ့ဒီညမှာဝုန်းကဖြစ်ခဲ့တဲ့မြကိုရားကိုပြောပြခဲ့တယ်သူမအမြင်မှာတော့အခြေအနေကထိမနိုင်တော့တဲ့အဆင့်ရောက်နေပြီဒီစမ်းသပ်မှုကိုအဆုံးသတ်ဖို့လိုအပ်နေပြီလို့သူမဆုံးဖြတ်ခဲ့တယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာတတဝါကိုရေနစ်တက်ပြီးလဲပေါ်တင်ကမြေမြုပ်ပစ်လိုက်ကြတယ်